မေတ္တာဆိုတာကိုအမှန်တိုင်းနားလည်ဖို့လိုတယ်အရက်ထဲမှာပြောတဲ့ချစ်ခင်ခြင်းဆိုတာကိုလည်းမေတ္တာလို့ပြောကြတယ်သို့တော့ဒီမေတ္တာဟာအလွန်မွန်မြတ်တဲ့မြတ်ဗုဒ္ဓရဲ့ဆိုလိုတဲ့မေတ္တာတရားဟာအလွန်ကိုမွန်မြတ်တယ်အဲ့တော့မေတ္တာရဲ့သဘောတရားကိုရှင်းရှင်းသိကြလို့ရှိရင်မေတ္တာဆိုဒီမှာမိတ်ဆွေရဲ့စိတ်ဓာတ်ဒီလိုမှတ်သားရမှာဖြစ်တယ်အားလုံးဒီစကားလုံးကိုသိတယ်မေတ္တာဆိုတဲ့စကားလုံးသိသလိုမေတ္တာရဲ့အခြေခံစကားလုံးကမိတ္တမိတ္တဆိုတာမိတ်ဆွေအပေါင်းအသင်းတငယ်ချင်းကိုမိတ္တလို့ခေါ်တယ်အဲ့ဒီမိတ္တရဲ့စိတ်နေသဘောထားတွေကိုပဲမေတ္တာလို့ခေါ်တာလူတိုင်းဟာမိတ်ဆွေတွေရှိကြတယ်ထိုမိတ်ဆွေတွေအပေါ်မှာမိမိဘယ်လိုသဘောထားသလဲစိတ်နေသဘောထားဘယ်လိုရှိသလဲဆိုတာကိုကိုယ့်ကိုပြန်လည်သုံးသပ်ကြည့်လို့ရှိရင်မေတ္တာရဲ့သဘောကိုအကဲခတ်မိမှာဖြစ်ပါတယ်အဲ့တော့မေတ္တာဆိုဒီမှာမိတ်ဆွေအပေါ်မှာထားတဲ့စိတ်ဓာတ်လို့ဒီလိုဆိုလို့အဲ့ဒီစိတ်ဓာတ်ဟာဘယ်လိုစိတ်ဓာတ်တုံးလို့မေးရင်အမုန်းကင်းတဲ့စိတ်ဓာတ်ပဲဖြစ်တယ်လောကလူတွေဟာမုန်းလို့ရှိရင်လူတယောက်ကိုမုန်းပြီဆိုရင်ထိုလူတယောက်ရဲ့ပျက်စီးမှုကိုသာကြံစည်တယ်ပြောဆိုတယ်လုပ်ကိုင်တယ်ဆိုတာဖြစ်လာအဲ့ဒါအမုန်းတရားအခြေခံလို့ဒီလိုဖြစ်တယ်မုန်းပြီဆိုလို့ရှိရင်ပျက်စီးမှုဘက်ကိုဥတည်သွားတတ်တယ်အေးမေတ္တာဆိုတာကြတော့မုန်းတိမှုကဒေါသမေတ္တာဆိုတာကြတော့အဒေါသမုန်းတိမှုရဲ့ဆန့်ကျင်ဘက်မေတ္တာအကျိုးစီးပွားကိုလိုလားတယ်ဆိုတဲ့အိဆွေစစ်တာအင်တန်မှမွန်မြတ်တဲ့တန်းစင်တယ်အမုန်းကင်းတဲ့နှလုံးသားပိုင်ရှင်ဟာဘယ်တော့ပဲဖြစ်ဖြစ်တစ်ဖက်သားရဲ့အကျိုးမဲ့ပျက်စီးအောင်ဘယ်တော့မှမလုပ်တစ်ဖက်သားရဲ့အကျိုးမဲ့ပျက်စီးအောင်လုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဒေါသဆိုတဲ့အဖြတ်တရားဖြစ်ပေါ်လာခြင်းဒေါသဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုကလည်းဒေါသဆိုတာဖြစ်စီတတ်တယ်လို့အဓိပ္ပာယ်ရဒုတ်တတိတိဒေါသောဒုတ်တတိတစ်ဖက်သားကိုပျက်စီးအောင်လုပ်ခြင်းနဲ့သို့မဟုတ်ထိုဒေါသဝင်လာတဲ့ပုဂ္ဂိုလ်ရဲ့နှလုံးသားစိတ်နေသဘောထားတွေဟာလည်းပျက်စီးသွားတယ်အဲ့ဒီပျက်စီးသွားတဲ့စိတ်နေသဘောထားတွေဟာဘယ်သူကြောင့်ပျက်စီးရတော့ဆိုဒေါသကြောင့်ပျက်စီးတယ်အဲ့ဒီဒေါသဟာဖြစ်စီတတ်တဲ့အရာဖြစ်စီလာသည့်အတွက်ကြောင့်သူ့ရဲ့အသွင်သဏ္ဍာန်ကဘယ်လိုဖြစ်လာတော့ဆိုစန္ဒိကလက္ခဏောဒေါသောလို့ဆိုတဲ့အတိုင်းကြမ်းတမ်းလာစိတ်ကူးရင်လည်းပဲရက်စက်တဲ့စိတ်ကူးမျိုးတွေကူးလာတယ်ပြောဆိုလို့ရှိရင်လည်းရက်စက်တဲ့စကားမျိုးတွေပြောလာတယ်လောက်ကိုင်ရင်လည်းတစ်ဖက်သားကိုထိခိုက်နေတာမဲ့အလုပ်တွေလုပ်လာအဲ့ဒါလို့ကြမ်းတမ်းတဲ့အမှတ်လက္ခဏာတွေပြလာတာဒေါသပဲဖြစ်သူ့ကိုဘာနဲ့ဥပမာတူတော့ဆိုဖြစ်စည်းတတ်တာဖြစ်သောကြောင့်တောမီးနဲ့အလားတန်တူတယ်လို့ဆိုလို့တယ်တောကိုလောင်ကျွမ်းတဲ့မီးဟာတတော်လုံးကိုဖြစ်စည်းပြလိုက်တယ်လို့ပဲတောကြီးဖြစ်စည်းလိုက်တယ်ဆိုတော့မီးလောင်ပြင်မှာရောက်သွားတဲ့တောဟာမဲကြံရစ်ပြီးအလုံးဟာပျက်စီးသွားထို့တူပဲဒေါသဖြစ်လို့ရှိရင်လေဒေါသဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့ရင်ထဲနှလုံးထဲမှာလည်းပဲကောင်းတဲ့သဘောတရားတွေအကုန်လုံးပျက်စီးသွားပြီးနှလုံးသားဟာရစရာမရှိအောင်အဆိုးတရားတွေလွှမ်းမိုးပြီးတော့သွားထိုဒေါသနဲ့ဒေါသဖြစ်ပေါ်လာလို့တစ်ဖက်သားကိုထိခိုက်အောင်လုပ်ပြန်လို့ရှိရင်လေကြံတဲ့တစ်ဖက်သားမှလည်းပျက်စီးဆုံးရှုံးသွားရတယ်အေးမေတ္တာဆိုတာကအဲ့ဒါနဲ့မတူဘူးရှင်တဲ့နှလုံးထဲမှာနော်ဖြတ်တဲ့သဘောမရှိဘူးဘယ်သူပေါ်မှာမုန်းတီးတဲ့သဘောလည်းမရှိဘူးမေတ္တာရှိတဲ့ပုဂ္ဂိုလ်ဟာမေတ္တာလို့ဆိုလိုက်တာနဲ့တပြိုင်နက်ချစ်ခင်နေတယ်တစ်ဖက်သားကိုဒီအမြဲတမ်းဟာကျင်ကျင်နာနာပဲပြောတယ်လို့ဒီလိုကြီးလည်းတွက်လို့မရဘူးဒေါသဖြစ်နေတဲ့အပြောဆိုဒေါသရဲ့သဘောတရားကရှင်တဲ့နှလုံးထဲမှာအမုန်းပါလာသည့်အတွက်ကြောင့်တစ်ဖက်သားကိုပျက်စီးဖို့ပဲစဉ်းစားတာဖြစ်တယ်မေတ္တာရှိတဲ့ပုဂ္ဂိုလ်ကကြမ်းကြမ်းထန်ထန်ပြောရစေကမူတစ်ဖက်သားပျက်စီးအောင်လုပ်တဲ့သဘောမရှိဘူးအမြဲတမ်းတစ်ဖက်သားရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ရှိတယ်ဥပမာတစ်ခုကြည့်ကြမယ်ဆိုလို့ရှိရင်
မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာတပိတာဝကတွေနဲ့ပတ်သက်ပြီးတော့တပိတာဝကတွေကိုဆွဆုံးမတဲ့အခါမှာအင်တန်မှဉာဏ်ဖြင့်တဲ့တပိတာဝကမှားမှားယွင်းလှုပ်တတ်တဲ့တပိတာဝကမြတ်စွာဘုရားမောဃပုရိသအလကားကောင်ဆိုတဲ့စကားလုံးနဲ့သုံးပြီးတော့ဆုံးမလေးရှိတယ်အလကားကောင်လို့ပြောလိုက်တာသူ့ကိုနစ်နာအောင်ပြောတာမဟုတ်ဘဲနဲ့ဒီစကားလုံးသူဟာတန်ဖိုးမရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာသူ့ကိုယ်သူသတိထားမိပြီးအဖိုးတန်တဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားဖို့ဆိုတဲ့အနေအထားမျိုးနဲ့ပြောရတာဖြစ်တယ်။သို့သောစကားလုံးအနေနဲ့ကကျမ်းတယ်လို့ပြောရမှာပဲဖြစ်တယ်။မိဘကသားသမီးကိုဆုံးမတဲ့အခါမှာလည်းပဲအေးရိုက်တိုင်ရင်ရိုက်တယ်နှစ်တိုင်ရင်နှစ်တယ်သို့သောမိဘရဲ့ရင်ထဲနှလုံးထဲမှာမေတ္တာရှိသည့်အတွက်ကြောင့်ဘယ်လိုပဲသားသမီးကိုဆဲဆိုရိုက်နှက်တော်လည်းပဲသားသမီးပျက်စီးမှုကိုလိုလားတဲ့စိတ်မရှိဘူးအဲ့ဒါမေတ္တာရဲ့သဘောပဲမေတ္တာရဲ့သဘောဆိုတာအကျိုးစီးပွားကိုလိုလားနေတယ်အမုန်းကင်းစင်တယ်မုန်းလို့ပြောတာမဟုတ်ဘူးကောင်းစေခြင်းလို့ပြောတာမေတ္တာကောင်းစေခြင်းလို့ပြောတဲ့အခါမှာရင်ကြည်ကြည်ပြောတာရှိတယ်ရိုင်းရိုင်းဆိုင်ဆိုင်ကြမ်းကြမ်းထန်ထန်ပြောတဲ့အခါလည်းပြောတာရှိလိုက်ဟောအဲ့ဒါမေတ္တာဆိုတာလမ်းကြောင်းပေါ်ဆွဲတင်ခြင်းသာလည်းဖြစ်တယ်ကောင်းတဲ့ဘက်ကိုဥတည်ပြီးတော့ရှင်တဲ့နှလုံးထဲကအမုန်းနဲ့လုပ်တဲ့ကိစ္စမျိုးနဲ့အမှန်တမ်းကွာခြားတယ်ဆိုပါစို့မိမိတို့ရဲ့ရင်ခွေဒီရင်သွေးသားငယ်တူသို့မဟုတ်သမီးငယ်လေးသူကကလေးရဲ့သဘာဝတွေ့တာကိုကောက်ပြီးပါဇက်ထဲထည့်ရတယ်အဲ့ဒါလို့ပါဇက်ထဲထည့်လို့တန်ကြောင်းပဲဖြစ်စီလူကိုဒုက္ခပေးနိုင်တဲ့အရာတစ်ခုပါဇက်ထဲထည့်လို့ရှင်မိဘဟာအားဆိုင်ပြီးတော့ကလေးရဲ့ပါဇက်ထဲကအရာကိုမရရအောင်နှိုက်တဲ့အခါမှာကလေးမှာနာကျင်မှုတော့ဖြစ်တယ်သို့တော်လည်းမိဘဟာကလေးကိုနာစေလိုရေးလှုပ်တာမဟုတ်ဘဲနဲ့ဒုက္ခရောက်မှဆိုလို့ကလေးရဲ့ခံတွင်းမှာရှိသွားတဲ့ချွန်ထက်တဲ့အရာတစ်ခုကိုဆွဲနှုတ်တာအဲ့ဒါဟာအကျဉ်းနာရဲ့သဘောတရားပဲဒါကြောင့်မို့ငြိမ်းချမ်းရေးကိုဖော်ဆောင်ပြီးဆိုတဲ့နေရာမှာဒီပြက်လို့ပျက်စီးဆိုတဲ့စိတ်ဓာတ်မျိုးမဟုတ်ဘဲနဲ့ကောင်းတဲ့ဘက်ကိုရောက်အောင်လုပ်တဲ့အခါမှာကြမ်းတမ်းသွားတာလည်းရှိနိုင်တယ်နော်နုနုညံ့ညံ့လောက်ရတာလည်းရှိတယ်နာပါချလို့မရလို့ရှင်လေကြမ်းတမ်းတာမျိုးလည်းရှိနိုင်တယ်ဒါမေတ္တာရဲ့သဘောတရားဟာတစ်ဖက်သားကိုပျက်စီးစေလိုတယ်ဆိုတဲ့အမုန်းစိတ်မရှိဘူးဆိုတာကိုသဘောပေါက်ကြမှာဖြစ်တယ်နော်ကောင်းစားစေလိုရေးလှုပ်တာမျိုးဟာမေတ္တာဒါကြောင့်မို့ဒေါသကြတော့ဒီလိုမဟုတ်ဘူးတစ်ဖက်သားကိုပျက်စီးအောင်လုပ်တဲ့သဘောမေတ္တာဆိုတာတစ်ဖက်သားကိုပျက်စီးအောင်မလုပ်ဘူးဒါကြောင့်မို့ကောင်းတဲ့လမ်းကြောင်းပေါ်ကိုမရောက်ရအောင်တင်ပေးတာမေတ္တာပဲဖြစ်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာမေတ္တာကိုစစ်မှန်တဲ့လမ်းကြောင်းကနေပြီးထုတ်ဖော်ဟောကြားခဲ့တာအင်တန်မှပြည့်ပြည့်စုံတဲ့မေတ္တာတရားဟောကြားဆုံးမနိုင်တာမြတ်ဗုဒ္ဓပဲဖြစ်တယ်ပေါ့မေတ္တာကိုအခြေခံပြီးတော့တမာတိကျင့်စဉ်တစ်ခုကိုကျင့်လိုက်မယ်ဆိုလို့ရှိရင်ထိုမေတ္တာရဲ့စွမ်းအားကြောင့်သူဟာစိတ်အနေထားတစ်ခုဟာထူးခြားတဲ့တမာတိစွမ်းအားရပြီးသေရင်တောင်ဗြဟ္မပြေဖြစ်နိုင်တဲ့ကုသိုလ်မျိုးရရှိစေနိုင်တယ်လို့ဒီလိုဆိုဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အဆုံးအမမေတ္တာဟာအခြေခံမေတ္တာကစပြီးလောကကြီးတစ်ခုလုံးအားလုံးကိုငြိမ်းချမ်းသာယာသွားအောင်ဆွမ်းဆောင်ပေးနိုင်တဲ့မေတ္တာမျိုးလူတိုင်းမှာရှိကြရမှာဖြစ်တယ်မေတ္တာဆိုတာအမိနဲ့သားအဖေနဲ့သားသမီးမိသားစုအချင်းချင်းညီကိုမောင်နှမအချင်းချင်းတိုင်းသူပြည်သားအချင်းချင်းလူမျိုးလူသားအချင်းချင်းအပြန်အလှန်ကောင်းကျိုးလိုလားတဲ့စိတ်ဓာတ်တွေနဲ့ဆက်ဆံပြောဆိုနေခြင်းဟာမေတ္တာရဲ့အခြေခံသဘောသာဖြစ်တယ်။အဲဒီလိုကောင်းကျိုးချမ်းသာကိုလိုလားတဲ့မေတ္တာကိုစာပေကျမ်းကမှာဟိတာကာရလက္ခဏာအကျိုးစီးပွားကိုလိုလားတယ်။ကျိုးစီးပွားဆိုတာကောင်းစားစေခြင်းနဲ့ကြီးပွားစေခြင်းနဲ့တိုးတက်စေခြင်းအဲ့ဒီကောင်းကျိုးချမ်းသာဖြစ်တာကိုလိုလားတဲ့စိတ်နေသဘောတရားတွေကိုမေတ္တာရဲ့သွင်ပြင်လက္ခဏာအဖြစ်ဖော်ပြတာဖြစ်တယ်။ဟိတာကာရလက္ခဏာမေတ္တာ